Hello everyone, welcome to Thinking for Kids. ဒီနေ့တော့တီကကလေးတို့ကိုမိုးပါလို့ရွာတာလေဘာကြောင့်ရွာတာလဲဆိုတာပြောပြမယ်နော်ပူပြင်းလို့နဲ့နေမင်းကြီးရဲ့ပူရှိန်ကြောင့်မြစ်တွေချောင်းတွေရေကန်တွေအင်းအိုင်တွေပင်လယ်တွေထဲမှာရှိတဲ့ရေတွေဟာပူလာပြီးအငွေ့ပြန်ကုန်ကြတယ်ကွအဲ့ဒီအငွေ့လေးတွေဟာလေထဲကနေတဆင့်ကောင်းကင်ဘုံကိုရောက်သွားတဲ့အခါစုဖွဲ့မိသွားတာပေါ့ကွအဲ့ဒီရင်ငွေလေးတွေစုဖွဲ့ထားတာကိုမိုးတိမ်လို့ခေါ်တယ်ကွအလိုနဲ့ရင်ငွေမိုးတိမ်လေးတွေဟာတဖြည်းဖြည်းချင်းများလာတဲ့အခါမိုးတိမ်ကြီးကြီးတွေဖြစ်သွားပါလေရောကွအကြီးကြီးဖြစ်လာတော့လေးတဲ့တံကိုတော့မခံနိုင်တော့ဘူးပေါ့မခံနိုင်တော့အဲ့ဒီရင်ငွေလေးတွေကိုလွှတ်ချလိုက်တော့တာပေါ့ကွအဲ့ဒါနဲ့ကောင်းကင်ဘောကရင်ငွေလေးတွေကရေစက်လေးတွေဖြစ်နေအောက်ကိုပြန်ကျလာတော့တာပေါ့ကွအဲ့ဒါကိုမိုးရွာတယ်လို့ခေါ်တယ်ကွမိုးရွာတာဟာတဘာဝအတွက်တိတ်ကိုအရေးကြီးတာပေါ့ကွဘာကြောင့်လဲဆိုအပင်လေးတွေကြီးထွားရှင်သန်နိုင်ဖို့တရိတ်ဆန်လေးတွေရေတောက်ဖို့နဲ့လူတွေအသုံးပြုဖို့အတွက်ရေဟာမရှိမဖြစ်အရေးပါတာမို့လို့ကွကဲဒီလောက်ဆိုကလေးတို့လည်းမိုးပါလို့ရွာတာလဲဘာကြောင့်ရွာတာလဲမိုးရွာခြင်းဟာကဘာကြီးအတွက်ဘလောက်ရေးပါလဲဆိုတာသိလောက်ပြီပေါ့ကွယ်အဲ့ဒါဆိုမတိသေးတဲ့တငယ်ချင်းတွေကိုကလေးတို့သိထားတဲ့အကြောင်းလေးတွေပြန်ပြောပြဖို့မမေ့နဲ့အောင်နော် Thinking for Kids နဲ့တို့စဉ်းစားပါသင်ယူပါလေ့လာပါပျော်ရွှင်ပါ This is Thinking for Kids Inspiring Rand Mind Sporting Loving Mass